ဆုံးခမင်္ဂလာပါဒီနေ့ကတော့လေကျက်စီထမင်းချက်နည်းလေးပြောပြပေးချင်ပါတယ်ဒီရက်ပိုင်းအလုံးမှာ Thanksgiving နဲ့ Culture Day ဆိုပြီးတော့မှပါတီတစ်ခုရှိရပေါ့နော်အိမ်မှာကိုယ်နိုင်ငံအစားအသောက်တစ်ခုချက်လာပါဆိုလို့မေရကျက်စီထမင်းချက်ဖို့စဉ်းစားလိုက်ပါတယ်Thanksgiving ဆိုတော့လေဒီနိုင်ငံလူတွေကသူတို့ကတာကီစားကြပါတော့ anime ကစဉ်းစားလိုက်တာမြန်မာပြည်မှာဆိုရင်တော့စီထမင်းကတော့ပွဲတွေမှာစားကြတယ်ပေါ့နော်anime ကဒါလေးချက်မယ်ဆိုပြီးဆုံးဖြတ်လိုက်တာပါကျက်စီထမင်းအတွက်လိုအပ်တာတော့အဓိကတော့ဒီကြက်သားပေါ့နော်မေရတော့ Costco ကနေပဲဒီကြက်ကင်ကိုပေါ့နော်တကောင်ဝင်လိုက်ပါတယ်ပြီးတော့ကြက်ပြုတ်ရည်ရဲ့ကြက်သွန်ဖြူရဲ့ဂျင်းရဲ့လိုပါတယ်ဒီကြက်ကိုတော့လေမေရပြန်ပြီးတော့မှ oven ထဲမှာပြန်နှွေးလိုက်တယ်ပေါ့နော် oven ထဲမှာမေ10မိနစ်လောက်ပြန်နှွေးလိုက်တဲ့အချိန်မှာသူကပူပူလေးဖြစ်သွားပြီးတော့မှအထဲမှာလည်းပို့ပြီးတော့ကြက်သွားတယ်ပေါ့နော်တခါလေးအထဲမှာမကြက်တာမျိုးဖြစ်တတ်လို့လေမေရပြန်နှွေးလိုက်တာပါပြီးတော့မေတို့ထမင်းစားချက်ပါမယ်ဆန်ကိုရိုးရိုးဆန်2ခွက်ပါစမာတီ4ခွက်6ခွက်တုံထားပါတယ်ဆန်စီးပြီးတော့မေကဂျင်းရဲ့ကျသွန်ဖြူရဲ့ကိုစီဆိုင်ချင်းကောနဲ့သုံးပုံတစ်ပုံပေါ့နော်အဲ့ဒါကိုအရင်ဆုံးစီတက်ပါတယ်ပြီးတော့ဆန်ထည့်တယ်ပြီးတော့မှအလုံးရောပြီးတော့မှတစ်ချက်လေးလုံးလိုက်တယ်ပေါ့နော်အဲ့ဒီထဲမှာလေးမေရလေးအရသာနည်းနည်းထည့်ပါတယ်ရတာကစားနည်းနည်းထည့်တယ်နောက်ပြီးရှင်ချက်သားမုံ2စွန်းလောက်ထည့်တယ်အနောက်တကြား2စွန်းထည့်တယ်နောက်ပြီးတော့မှကြာညို့3စွန်းပေါ့နော်အဲ့လိုမျိုးလေးမှန်းပြီးတော့ထည့်ပါတယ်ပြီးတော့နည်းနည်းအပူလေးပေးပြီးတော့မှ10မိနစ်2မိနစ်လောက်မေနည်းနည်းလေးလုံးလိုက်တယ်ပေါ့နော်ရောပြီးတော့မှမွေလိုက်ပါတယ်အဲ့တော့သူကလေအနံ့လေးထွက်လာပြီးတော့မွေးရပေါ့နော်ဒီနေ့လည်းမေအမြဲချက်ဖြစ်နေကြပုံစံပေါ့နော်အရင်ကလေးကလည်းတောင်ကြီးမကလေးကဒီလိုမျိုးလေးချက်ပြီးတော့မှအိမ်ရမိသားစုချက်ကျွေးဖြစ်တယ်ပေါ့နော်လိုက်လို့ကြည့်ကြနော်စားလို့ကောင်းတယ်ပြီးတော့မေကဒီလုံထားပြီးသားဆန်ကိုပေါင်းနဲ့ထည့်ပါတယ်ပြီးတော့မှရေထည့်ပြီးတော့တည်လိုက်ရုံပဲပေါ့နော်ရေအားကြတော့မေကဆန်6ခွက်တုံထားတဲ့အတွက်ကြက်ပြုတ်ရေ3ခွက်ခွဲနဲ့ရေရိုးရိုးရေ4ခွက်ပေါင်းရောထည့်ပြီးတော့မှတည်လိုက်ပါတယ်25မိနစ်လောက်နေထမင်းကကြက်ပါပြီပေါ့နော်ထမင်းလေးကိုကြည့်ကြည့်နော်သူကကော့ဆင်းဆင်းလေးနဲ့ကျစီထမင်းကြက်ပါပြီအဓိကကတော့လေသူကဒီထမင်းရတာကောင်းလို့ရှိရင်လေကြက်ပြုတ်နဲ့ပဲဖြစ်ကြက်ကြော်နဲ့ပဲဖြစ်ဘာဘီကျူးချစ်ကဲနဲ့ဖြစ်ကြိုက်တာနဲ့စားကျစီထမင်းကအရင်ရတာရှိရပေါ့နော်ဒါကမေအိမ်မှာအရင်ဆုံးစမ်းပြီးတော့မှ plating လုပ်ပြီးတော့မှစမ်းစားကြည့်ရပေါ့နော်ဒါအိမ်ရမိသားစုတွေစားဖို့အတွက်လုပ်ထားတာပါပြင်ဆင်ပေးထားတာပါโอเคဒီဟာတော့လေမေအလွယ်ချက်ဖြစ်တဲ့ကျက်စီထမင်းလေးပါအရန်လဲစားလို့ကောင်းတယ်မြန်မာပြည်ကကုန်းထက်ကျက်စီထမင်းနဲ့သူတော်တူတွေပေါ့နော်ဆိုတော့အလွယ်နဲ့အမြန်ကျက်စီထမင်းအားလုံးပဲလိုက်ချက်စားကြည့်ကြပါနော်ဒီဟာလေးကိုကြည့်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကြိုက်တယ်ဆိုလို့ရှိရင် like comment and share လေးလည်းလုပ်ပေးတော့ပါနော်မေကတော့နောက်နေ့စားဖို့အတွက်လည်းပါဆယ်လေးလည်းထည့်သွားပါတယ်အလုပ်ကိုယူသွားဖို့ပါ thank you ပါ bye bye